မေကုံမေရှောင်းဝင်ပြပါဗျာနိဗ္ဗာန်ဆိုတာတပည့်တော်အဖွားပြောသလိုဘာမှမရှိတာကိုပြောတာလားဗျာတပည့်တော်သိလိုက်ချိန်မှာပြင်းစရာကောင်းတယ်လို့တွေးမိလို့ပါဗျာဘာမှမရှိတဲ့အရာကြီးကိုဘာလို့လူတွေအမြဲဆုတောင်းပြီးလိုချင်နေရတာလဲဗျာအဲ့ဒါကလေတဏှာအမြင်နဲ့ကြည့်လို့ပြင်းစရာကောင်းသွားတာတဏှာအမြင်ကြည့်တဲ့ချိုးတော့ကကွာတယ်ဘုသူကကာမဂုဏ်အာယုံကိုလိုချင်နေတဲ့ပုံကိုယ်တွေဆိုတော့ကာမဂုဏ်၅ပါးအာယုံနဲ့ပဲလိုက်ကြည့်နေတာနော်ကာမဂုဏ်၅ပါးအာယုံရှိမှပြောစရာလို့မြင်တာလေကိုယ်အနေနဲ့ကအဲ့ဒါပဲမြင်တာအဲ့တော့ဒီစကားကိုမစ္ဆပြလိုက်တဲ့တုန်းကတယောက်ပြောမှုတယ်ဘာလို့လဲဆိုတော့တပုဒ္ဒဆိုတာကြားဖို့ရလားတပုဒ္ဒနဲ့ဗန္လိကဆိုတာလေညီနောင်နှစ်ယောက်မှာအဲ့ဗန္လိကဆိုတဲ့ညီကတော့ယဟန္တာဖြစ်သွားတယ်နဲ့တူတယ်စားထဲမှာလေတပုဒ္ဒကတော့ယဟန္တာမဖြစ်ဘူးလူဝိကြောင်ပဲလူနဲ့နေတယ်တပုဒ္ဒကအရှင်အာနန္ဒာသွားပြောတယ်အရှင်ဘုရားတဲ့အရှင်ဘုရားတို့ဘုန်းကြီးတွေငငယ်ရွယ်နဲ့သာသနာမှာဘလို့နေကြတော့နဲ့တပည့်တော်တော့ဘလို့မြင်လဲဆိုတော့ဘုန်းကြီးပေါ့၆ကန်းပါးကြီးလို့မြင်တယ်တဲ့စိတ်ထဲမှာ၆ကန်းပါးကြီးတစ်ခုလို့မြင်တပည့်တော်တော့ဘုန်းကြီးမဝတ်နိုင်ဘူးဗျာတဲ့သူတပည့်တော်တော့ဘုန်းကြီးမဝတ်နိုင်ဘူးတဲ့အရှင်ဘုရားတို့ကဘလို့နေတော့နဲ့ဆိုဟာတခါကြီးတဲ့ဟန်ကြပြီးတဲ့ဒီတခါကြီးရဲ့မေးခွန်းကိုအကြောင်းပြပြီးတို့ဘုရားစီကိုသွားရအောင်နဲ့တရားတော်ကိုသွားနိုင်အောင်နဲ့ဆိုအရှင်အာနန္ဒာကတပုဒ္ဒကိုခေါ်ပြီးတော့လာဘုရားစီသွားကြအောင်တော့ဘုရားစီခေါ်သွားပြီးတော့ဘုရားကအဲ့မေးခွန်းမေးတာဥစ္စာဘုရားတဲ့ဟောဒီတပုဒ္ဒတခါကြီးကမေးနေတယ်ဘုရားတဲ့ယဟန်ဒီတဲ့ငငယ်ရွယ်နဲ့အိမ်ထောင်ပြုရမယ့်ရောအိမ်ထောင်ပြုဘဲနဲ့ဘလို့များနေကြတော့သာသနာမှာပေါ့နော်ဟိုပြင်းစရာကောင်းတယ်ပေါ့နော်သူတို့ဆိုရင်ကာမဂုဏ်၅ပါးမရှိမနေတတ်ဘူးပေါ့နော်သူကအဲ့တော့၆ကန်းပါးကြီးလို့မြင်နေရတဲ့ယဟန်ဘဝကိုအဲ့ဘလို့များနေလဲလို့မေးနေပါတယ်ဘုရားဆိုတော့ဘုရားကပြောတယ်အေးတဲ့ဒါဖြစ်တတ်တယ်တဲ့သူကဒီဘက်ကန်းရဲ့အပြစ်ကိုမမြင်ဘူးဟိုဘက်ကန်းရဲ့အကျိုးကိုလည်းမသိဘူးဆိုရင်တော့ဒီဘက်ကန်းကိုသူတာယာနေဦးမှာပဲတဲ့ဟိုဘက်ကန်းကိုသူလိုချင်သိပေါ်မှာမဟုတ်ဘူးတဲ့သူကဟုတ်တယ်လားအဲ့သူဒီတဲ့ဒီဘက်လူဘဝကာမဂုဏ်၅ပါးကိုပဲအနှစ်သာရလို့သူမြင်နေတာလေတဲ့ကာမဂုဏ်၅ပါးကိုတာယာနေတယ်နှစ်သက်နေတယ်ယဟန်ဘဝရဲ့ဒီအနှစ်သာရကို तू မသိဘူးမမြင်ဘူးယဟန်ဝိရချင်းရဲ့အကျိုးတရားကို तू မသိထားဘူးမသိတော့ဟိုဘက်ကန်းကို तू မသွားချင်ဘူးတဲ့သူ့အနေနဲ့ဒါကာမဂုဏ်မရှိတော့မနေတတ်ဘူးလေအဲ့လိုဖြစ်နေတာတဲ့အကေး तू ဒီဘက်ကန်းဖြစ်တဲ့ကာမဂုဏ်၅ပါးရဲ့အပြစ်ကိုမြင်သွားမယ်ယဟန်ဘဝရဲ့အကျိုးကျေးဇူးကိုလည်းသိသွားမယ်ဆိုရင်တေချာပေါ့ तू ယဟန်ဟုတ်ပြီးတော့တရားထုတ်တော့မှာတဲ့ဘုရားလို့ဟောတာလေနောက်ဆုံးမြတ်စွာဘုရားကအစစ်ဟောသွားတာနောက်ဆုံးနိဗ္ဗာန်တိဟောသွားတာအဲ့မှာဇံပိုင်းလေးတရားရောက်သွားတာပေါ့နော်နောက်ဆုံးအရူပဇံနေဝတင်ညာနာတင်ညာဇံအဲ့တော့ဒါလောကီဇံထဲမှာဆိုအမြင့်ဆုံးတရားပေါ့နော်အဲ့တော့လူတယောက်ကတရားထုတ်လိုက်လို့နေဝတင်ညာနာတင်ညာဇံရထားတယ်အဲ့ဒီဇံကိုဖတ်တွေ့ထားတယ်ဒီဇံကိုဖတ်တွေ့ထားတဲ့ပုဂ္ဂိုလ်ဟာတဲ့ဒီတရားတွေကလွတ်လပ်တဲ့နိဗ္ဗာန်ကိုမမြင်သေးလို့ပါတဲ့နိဗ္ဗာန်ရဲ့ချမ်းသာကို तू မသိသေးတော့ဒီဇံကိုပဲသူ့ကိုယ်သူဒါကောင်းလာပြီးထင်ပြီးဖတ်ထားတာတဲ့အကင်းဒါဒီနေဝတ္တညာနတရားဇာဆိုတာမကောင်းဘူးအချိန်မရွေးပြတ်နိုင်တယ်ပျောက်နိုင်တယ်ဒီဇန်ရှော့ပြီးအပေတောက်နိုင်တယ်ဆိုတော့ तू သိမယ်ပြီးနိဗ္ဗာန်ရဲ့ကောင်းကြောင်းတရားကို तू မြင်လိုက်မယ်ဆိုလို့ရှိရင်သေချာပေါ့ तू ဒီနေဝတ္တညာရဲ့ဇန်ကိုစွန့်ပြီးတော့နိဗ္ဗာန်ရဲ့ကြောင့်လမ်းစဉ်ကို तू သွားတော့မှာတဲ့ဘုရားဟောတာလေဒါကြောင့်ခုနကသူ့မေးခွန်းကိုဒီတုတ်တန်တရားရဖြစ်မယ်ဆိုလို့ရှိရင်ဒါနိဗ္ဗာန်ကိုပြင်းစရာလို့မြင်နေတယ်ဆိုတာကတဏှာအမြင်နဲ့ကြည့်လို့ပါလို့နော်တဏှာအမြင်နဲ့ဒီဘက်တာယာမှုတွေကိုမြင်ထားလို့နိဗ္ဗာန်ရဲ့ငြိမ်းချမ်းမှုကိုမသိသေးလို့နိဗ္ဗာန်ကိုပြင်းစရာလို့မြင်နေတာပါလို့နော်